မင်္ဂလာပါမနက်ဖြန်9ရက်သားသမီးများအတွက်တရက်သားဆောင်ရရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အလုံးနှမျိုးနေရာနှမျိုးဝင်ငွေနှမျိုးဘာမဆိုနှစ်ကြိမ်တစ်ခါဖြစ်နေပါမယ်အပြိုင်ဆိုင်တွေကြားတွေကနေပြီးတော့အခွင့်အရေးကောက်တွေရရှိပါလိမ့်မယ်စီးမျက်စိအစာရည်နဲ့ပတ်သက်ပြီးတော့အထူးသတိပြုပေးပါအခြေရေးမှာတော့ဝေးလေကောင်းလို့မျိုးဖြစ်ပါတယ်လေးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျက်မှာ biscuit ကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများအတွက်ယနေ့မှာတော့စီးပွားရေးလူမှုရေးကိစ္စများအားလုံးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကြံစီထားသမျှအရာအားလုံးအောင်မြင်ပါလိမ့်မယ်ငွေကြေးကံအလွန်ကောင်းပါတယ်အခြေရေးမှာတော့စမ်းပွင့်နေပါလိမ့်မယ်အာယုံကြောအကျော်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ကြက်တွေးရောင်နဲ့အနီရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအေယာဖျားမှာစီထမင်းကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတော့ယနေ့မှာတော့ငွေကြေးကံတအားကောင်းနေပါမယ်မထင်မှတ်ပဲနဲ့ငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်ပါတယ်သူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်ဆွေမျိုးမိသားစုများတော့တောကကြုံတွေ့ရတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လိမ်နေတတ်ပါတယ်ခေါင်းတချမ်းကိုက်တတ်ပါတယ်အခြေရေးမှာတော့စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကြုံတွေ့ရတတ်ပါတယ်နှစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာကိမုန်းနှစ်ချက်ကလို့ပူဇော်ပေးပါဗုဒ္ဓဦးသားသမီးများအတွက်ယနေ့မှာတော့မိမိနေအိမ်အလုပ်မှာစိတ်ရှုပ်စရာစိတ်ညစ်စရာများကြုံတွေ့ရပါမယ်အခြေရေးနဲ့အိမ်တော်ကြီးမှာတော့စကားပြောဆိုညှင်းခုန်နေရတတ်ပါတယ်အပူလောင်တတ်ပါတယ်ငွေကြေးကံအလွန်ကောင်းပါတယ်ခွန်ကုတ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာမုတ်စိမ်းပေါင်းကတ်လို့ပူဇော်ပေးပါကြာရာပရိသတ်သမီးများအတွက်ယနေ့မှာတော့မိတ်ဆွေကောင်းပညာကောင်းများရပါမယ်ရက်ဝဲကနေပြီးတော့သတင်းကောင်းများကြားရပါလိမ့်မယ်ငွေကတော့သုံးလေဝင်လေမျိုးဖြစ်ပါတယ်အလုံးမှာအဆဆရရအဆင်ပြေနေပါလိမ့်မယ်ကောင်းမှုကောင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်အခြေရေးမှာတော့ကြာလီအနေဝေးတတ်ပါတယ်46ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာမုတ်ဖတ်ထုတ်ကလို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့လူမျိုးကြားဘာသာကြားများရဲ့အကူအညီများရရှိပါမယ်ရွှေလက်ဝတ်ရတနာများနဲ့ပတ်သက်ပြီးတော့စိတ်တော့ကများရပါလိမ့်မယ်သူတစ်ပါးရဲ့ကြောက်သွန်းခြင်းအထင်လွဲဆွဆွခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်ခြေတော့မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်ချစ်သူစီကနေပြီးတော့သတင်းကောင်းကြားရတတ်ပါတယ်တစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာလက်ဖက်တုပ်ကလို့ပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့ကြာဖန်ပြီးတော့ငွေကုန်ကြေးကြများနေတတ်ပါတယ်အလုံးမှာအတိုက်ခံအနောက်ရှက်လေးတွေများနေတတ်ပါတယ်အိမ်တွင်းမှာမတာမယာလေးတွေဖြစ်နေတတ်ပါတယ်ပိုင်းအောင်ပိုင်းတာဖြစ်တတ်ပါတယ်ချစ်သူစီကနေပြီးတော့သတင်းကောင်းကြားတတ်ပါတယ်တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ကြက်တွေးရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာလိန်မော်ရီကလို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ